ကိုဦးဆောင်ရမည်အုံမြင့်အခြေခံအမှန်တကယ်ကောင်းကြဖို့လိုသည်စာရိတ္တပညာညီငယ်ညီမများသင်ကြားရမည်လိမ္မာရင်ကြီးလူတော်လူကောင်းလေးများဖြစ်စေမည်ဖြည်းဖြည်းကြည့်ပြီးငါအနာဂတ်ကိုဦးဆောင်ရမည်